ပတ်ရှိတဲ့မင်းသမီးလေးတခါတော့ကမျက်နှာတက်ပြီးဆဲပေးခြင်းနဲ့မျက်နှာမရှိဘူးမျက်နှာမရှိဘူးမျက်နှာစပုတ်ကြီးဖြစ်နေတာမရှိဘူးမျက်နှာလုံးချောပြောင်ကြီးအလဲမှာဟာနေတယ်အလဲမှာဟာနေတယ်သမင်းစားတာမဟုတ်ဘူးလီးစားတာ နင်းအကြိုက်ဆုံးရာကိုနင်းစီကနေငါယူသွားမယ်နင်းရဲ့ စပတ် မယ် သမီးကတနေ့လုံးဝရဏနာမှာရက်နေရင် အလိုခံ တော့တယ်ရဲတိုက်ကြီးရဲ့အဝေးမြို့ပြင်တနေရာမှာတော့ဘဝကဘလို့ တက်လို့ လုံးမပြတ်တဲ့လူငယ်လေးတစ်ယောက်နေထိုင်တဲ့ ဘာဖြစ်လို့လဲဖုန်းမျက်နှာဖုန်းနာကတ်လာနစ်စပတ်တဲ့ဝင်သွားလို့လားနစ်စပတ်တဲ့ထဲနေကြလီးတူလို့ထင်နေတာလားနင်က8500နဲ့ပေးအောင်နင်းနှမဖာတဲ့ကနေငါတို့ကဆွဲထုတ်တာမဟုတ်ဘူးအလကားရတဲ့ပစ္စည်းတစ်ခုမှမရှိဘူးနော် မင်းသမီးရဲ့ကျေလောင်တဲ့ရည်တံကိုချိန်ဆန်ကမခံနိုင်တော့ဘဲနဲ့မှန်ကြီးကအစိမ့်စိမ့်အမောင်မှာကွဲသွားတော့တယ်အဲ့ဒီနေ့ကစလို့မင်းသမီးလူနာနဲ့အာဝင်တို့ကတယောက်နဲ့တယောက်စနောက်ပြီး အလိုခံ နေကြဖို့ကြတိထားလိုက်တယ်